ရှေ့ရနေ့ရှင်ပြန်ထမြောက်စီခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်41မှ56အထိမင်းပိုက်ကုံကိုရေနှက်တဲ့နေရာကိုတွားပြီးထက်ချကြည့်လိုက်ငါးတွေအများကြီးရလိမ့်မယ်ဟာဆရာတိလားကျွန်တော်တို့တညလုံးဖမ်းပြီးသွားပြီတကောင်းမှမရပါဘူးဗျာဒါမဲ့ဆရာခိုင်းတာဆိုတော့လုပ်ကြည့်လိုက်ပါမယ်လာကြဟေးသွားဖမ်းကြည့်အောင်ဟာဒီမှာကြည့်ပါဦးမင်းတို့ရဲ့ဒီဟိုလားငါတို့လာကူပါဦးမြင်မြလားဟာအားတွေအများကြီးပဲဟဲ့တဲကြဟေးမြန်တဲကြတွေ့လားငါပြောတာယုံကြည်မလားကျွန်တော်ကအပြစ်များတဲ့လူမှုလို့ကျွန်တော်နားမှာမနေပါနဲ့ဆရာငါ့ကိုမကြောက်နဲ့လူကိုများတဲ့တန်ခါဖြစ်အောင်မင်းကိုလုပ်ပေးမလို့နံပါတ်1ငါသည်ငါဤမိသားစုမိတ်ဆွေများဤလိုအပ်ချက်တို့ကိုယေရှုထံတော်သို့ယူဆောင်ဘူးပါသလားနံပါတ်2ယေရှုသည်မျှော်လင့်ချက်ကိုဘယ်လိုယူလာခဲ့သနည်းနံပါတ်3ငါမည်သည့်စစ်ဆန်ရေးမှာမျှော်လင့်ခြင်းလိုအပ်သနည်း